အဲ့လိုပဲစကားပြောရတာကြောက်ရွံလည်းမဟုတ်ဘူးဘာလဲကြောက်လဲဆိုလူတွေနဲ့တွေ့ရမှာလဲကြောက်တယ်အိမ်ရှိရအကျော်ဆိုင်တောင်ထွက်မဝဲရဲဘူးပြီးရင်ဘာလဲဆိုအိမ်ကကြတော့ရော့ပတ်စံနေဝဲစားချင်တာစားနိုးမစားကြည့်ရဲဘူးဘာကြောင့်လဲဆိုစကားပြောရမှာကိုကြောက်လို့အဲ့လောက်ထိငယ်ဘွားအဲ့လောက်ထိရေးပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ဒီလိုကြီးတဲ့အချိန်မှာလဲအဲ့လိုပဲတင်းတန်းတက်တက်ဇူးကြီးပိတ်ထားတာမျိုးဆရာပိကတင်းတန်းမှာကြာဇူးလုံးဝပိတ်လို့မရဘူးအဲ့ကြတော့ Zoom ကဖွင့်ရတယ်အဲ့ဒါမှစကားပြောရဲလာတာအဲ့လိုပဲ presentation လုပ်ရင်းနဲ့စကားပြောရဲသွားတာဖြစ်တယ်ပြည်ချင်းပဲပြင်လို့ရမှာလူဆိုတာကအချင်းက21ရက်တောင်ပြောင်းလို့မရဘူးဘာလို့လဲဆိုတော့မနေ့စာထားတယ်ပင်မသိတယ်ဒါပေမဲ့ဘာလို့ရွေးချယ်လဲအဲ့ထားလို့ရှိရင်အကုန်ရှိမှတောက်လျှောက်ကိုလုတ်ချင်တာတွေလုတ်ဖြစ်တယ်လေနောက်မှဆို9နိုင်10နိုင်မှထားရင်အဲ့အလုပ်ကလုတ်လိုက်ရပြီဒါပေမဲ့အဲ့ဒီအချိန်မှာမျက်နှာကြီးဆွတ်ခေါက်ချိုးပြီးငွေရတော့ဝင်တယ်နော်အဲ့ဒီမျက်နှာမတက်တက်နေဆိုငွေရအော်တိုဝင်တယ်ဒါပေမဲ့ပြောလားဆိုရင်ပုံမလေးလေးပြောကိုမျက်နှာကိုပဲကိုပြန်တွေးနေတာမျိုးကိုဖိတယ်မရှိဘူးအဲ့လိုဖြစ်တယ်လေအဲ့ဒါဖြစ်တဲ့အတွက်မပြောဘူးအဲ့လိုပဲလုံရင်နဲ့အဲ့လိုလုံရင်နဲ့အိမ်အလုပ်ကတော့လုပ်ဖြစ်သွားတယ်လုပ်ဖြစ်တော့အိမ်မှာတည်းလောက်တာမဟုတ်ဘူးနော်ဦးလေးရှိမှလည်း overtime မှာလုပ်တယ်လစာ9000နဲ့စခဲ့တာစခဲ့ပြီးမှဟိုရောင်းတာလည်းကျွန်မပဲပို့တာလည်းကျွန်မပဲငွေကောက်တာလည်းကျွန်မပဲကွန်ပျူတာရိုက်တာလည်းကျွန်မပဲစူပါဗိုက်ဇာတွေမန်နေဂျာတွေနဲ့စကားပြောရတာလည်းကျွန်မပဲပစ္စည်းမှာတာလည်းကျွန်မပဲပြောချင်တာ9000နဲ့နော်အဲ့တုန်းကဆိုရင်နှစ်ကြာတယ်ဘယ်မှာလဲ overtime မှာပြီးရင်ဘယ်မှာလဲ MPT မှာစီးမှာလည်းထုတ်ထားလဲကျွန်မကွန်ပျူတာရိုက်ထားလဲကျွန်မပြီးမန်နေဂျာနဲ့စကားပြောတာလဲကျွန်မပဲအဲ့တုန်းကဆိုလစာ3သိန်းခွဲတောင်မရဘူးနော်3သိန်းပဲပြီးမှဘာလဲဆိုတော့စီမန်းလို့ရတယ်စီမန်းမှာကြာပါဖြစ်လာလဲဆိုလစာကောင်းလာတယ်3သိန်း9,000ရတယ် KPI က3,000ကို3ခုအဲ့ဒါကိုမှဘုန်းနဲ့တက်ရတာရှိတယ်ဒါကတလေ4သိန်းခွဲ5သိန်းနီးပါးရတာအဲ့ဒါဖြစ်တဲ့အတွက်လူဆိုတာ16နှစ်ခရဲကတော့လောက်ခဲ့တာ16နှစ်မှာ9000ပဲရတယ်ကွာပြီးတော့16နှစ်မှာဖြည်းဖြည်းချင်းပြောင်းလဲလာပြီအဲ့လိုပဲနောက်ကြတော့22နှစ်ကျတော့အိမ်မှာလောက်လာပြီအိမ်မှာလောက်တော့ဒီခုနှစ်က customer တွေကကိုရှိလာဝယ်တော့တာဘာကြောင့်လဲဆိုကိုယုံကြည်ကြတော့တာလေအဲ့ဒါဖြစ်တဲ့အတွက်ကျွန်မလည်းလုတ်ခဲ့ရတာပဲမလုတ်ဖက်နဲ့ဒီတိုက်လာခဲ့တာတော့မဟုတ်ဘူးဒီလိုပဲအဲ့ဒီຢာတွေကပုံမလွင်ပြောဝါနာတော့မပါဘူးဒါပေမဲ့ပြောရရင်ကွာအမှတ်နေခဲ့တယ်ဝေးတင်တက်ခဲ့ရတယ်အဲ့ဒါနဲ့တငယ်ချင်းတွေကကျတော့ engineer တက်လူတက်ဆရာဝန်တက်လူတက်ဒေးတက်လူတက်အဲ့တော့ဘာလဲဆိုတော့ငွေနေနဲ့ရှာရင်ကအဲ့ဒီညမှာတော့တာလာမယ်အဲ့လိုခံစားချက်နဲ့အဝေးတင်တက်ခဲ့တယ်ဒါပေမဲ့အဲ့ဒါတော့ကငိုရတယ်နော်ညီမ480ရတယ်ကျွန်မ289မှာအဲ့မှာဘာလဲဆိုမရဘူးငါရအောင်လုပ်မယ်ဆိုပြီးငွေကိုတောက်လျှောက်စားလိုက်တာအဲ့ဒီသူများအလုံးမှာလောက်တာ86သိန်းနဲ့ break ပြီးမှအိမ်မှာလောက်လူရင်းနဲ့မှဖြည်းဖြည်းချင်းညာပိုင်းဆိုရင်တင်တန်းတရင်8နာရီကနေ10နာရီကိုရအောင်တက်တယ်ဘုမဆိုအိမ်ကစူမှာဆိုလို့လေအချိန်မပေးချလို့အဲ့လိုလုပ်ရတာသိလား